သေးချာချာဒီတိုင်းကိုတိတိကျကျခောက်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 တင်းတင်းကြီးခောက်ဆွဲပြီးအောင်ဆွဲပြီးရင်တော့လက်ကြီးတယ်ကျကျလိုနေပါဒီတော့ပြောရတယ်ဒီတော့ပြောအဲ့အစိုးကနည်းနည်းလူလာအစိုးစလုံးလို့ရှိရဟုတ်ဟိုးတဲ့ကိုထည့်ပါလားဟောင်းနာနေတယ်ဒီလိုထည့်ဒါပြီးလာမတော့နေတယ်တွန်းလိုက်တာလေပိတ်တာထွက်လာတယ်ဒီဘက်ကတွန်းသွားနော်ဒါပြီနော်ကဲသမီးထွက်မာကြီးပိုက်တာပိုက်တာချောက်ပြီးတော့တွေ့ရနော်ဒီနေရာမှာလိမ့်တဲ့နေရာမှာအတက်ချစ်နေအောင်လိမ့်မယ်တမန်ဘက်ကလိမ့်ဟုတ်နော်လိမ့်ပြီနော်မာကြီးလိမ့်ပြေးချင်းလိမ့်စိတ်မလောနဲ့နော်ပြေးချင်းလိမ့်ဟိုဘက်ကနေတော့ဒီမကွန်ဆွဲတာလဲနေကြဆွဲ来，拿过那边摔下面，进回拿过摔，拿过摔，马上把我摔下，马上把我，等会来了，လက်စိတ်လေး你们过去呢，我把它摔了，လက်စိတ်လေးအဲ့လိုတင်နေဆောပြီး哎，没中啊，记着了吗？记哦，哇哇哩，记哦。ဒါလေးအနေလားပါလေးတော့ငါတော့ဟွာနေ ဟွာနေကျိုးကျင်းပါလားကဲတမ်းတော့ကဲကျုပ်စက်ဟွာလာဝယ်ထားလိုက်ဒီဖိထားကျိုးနဲ့ပြန်ကြည့်ကိုင်းနာမယ်ဟိုဘက်ကနေဖိတာရအောင်နော်အရှိလိုက်ကြီးအောင်ဘယ်လိုကြောက်လဲလို့ရတာတုံးလိုက်ဒီတော့တုံးကြတယ်ဘယ်လိုလဲမာကြီးမြင်နေနော် ဒီပါရရှိတယ် အဲ့ဒါကိုထုအောင်မလား ပေါင်းခံတယ် ထုပေါင်းမလား မှန်နော်မာကြီးတင်းနေအောင်ဆွဲမယ်မှန်နော်ဒီလေနော် ဖေးစင်းအောင်မှန်နော်ဖေးစင်းကျေရနော်ဘယ်ကလဲကိုင်းနဲ့ကိုင်းတာလေးအဲ့တော့မလာလားဒီတိုင်းနဲ့ခါပိုက်ကပြောရတယ်အဲ့ဒါမျိုးပြောတာတော့အပူနဲ့ဆိုပြောတာဒီအလိမ့်လိုက်ကိုအပူပေးမှလားခါ ဟုတ်တယ်ခွေပြီးတော့ အော်မထုတော့ဘူးပေါ့နော် ဒါထုကြလို့လည်းဟာမဟုတ်ဘူးထုတာတက်တက် ဘွားတက်ခဲ့ပြီ ကျင့်နေရမှာသိလား
ကျင်ဘာကောင်းနေလို့ဆိုလေ ကျင့်မှာ तू ကအရွက်ကဟာတွေကကတ် အခြေရထွက်လာ စားမယ်စားမယ်ကောင်း ကျိုးလို့ကျိုးလို့ကျိုးရှိနေတာ ကျိုးပြမှာဒီဘက်ကပဲ ပြပြထားလိုက်ချက်နောက်ထပ်ကြခတ်ကြနော်ကျန်တယ်မနော်ဒီလိုကျွမ်းကျင်ပါရလို့လေ တမျိုးနော် အဲဒါဒီပညာမြင့်တဲ့ဆက်တွေပဲအရွက်ရည်ထဲ မဟုတ်အဲ့ဒါလည်းမဟုတ်ဘူးအဲ့ဒါလည်းမဖြစ်တော့ ဆက်နေဟန် ဆက်နေဖြစ်သွားတယ်ဟမ်းမင်းမဟုတ်ဘူးဒါကတော့ဒါအစဆုံးဟမ်းမယ်လေဒါအစဆုံးဟမ်းမယ် ဘူးလို့လည်းပဲ မနာဘောခါခါလေးငါးလိုက်လို့ပြီးခပတ်တွေမောလို့အဲ့ဒီမှာလေးငါးလိုက်လို့ပြီးခပတ်တွေမော ဘောကြာအချင်းကြီးအများကြီးပါအဲ့တော့ပဲဒါ collective ပဲရတယ် collective အများဆုံးလုပ်နိုင်တယ်လူကြီးအားများများနဲ့တော့ငါးခိုက်10ခိုက်10ခိုက်အများဆုံးပဲ အဲ့တော့မို့ 10ခိုက်ကတော့များပါဘူး10ခိုက်ဆိုရင်အုတ်နဲ့မှာရောင်းနေတဲ့လူတွေဆိုတာလည်း10ခိုက်တော့နေတယ်10ခိုက်တစ်ချက်10ခိုက်ချက်အဲ့ဒါတော့မန်းပါပါလို့ဒီလေ ဟုတ်တယ် အားကြောင့်ဟိုင်းမဲ့ဟမ်မိတ်တွေကဟိုတစ်ခါမှတစ်လားလို့နှစ်လားလို့ခါကြလေအဲ့လိုမျိုး ဒါကိုယ်တိုင်လေးဒါမမတော်ကိုယ်တိုင်ဝင်ကြည့်တော့ဒါရဲ့ဘယ်လောက်ထိလောက်ရတယ်ဆိုတာကိုသိတယ်အချို့ကျတော့ဟမ်းမိတ်ဆိုရင်ဈေးကြီးတယ်လို့ပဲပြောကြတယ်ဒါပေမဲ့အဲ့ဒီမှာစိုက်ဖို့ရတယ် အာအင်းအားရှိတယ် ကောင်းတော့အချင်း ချိန် အဓိကအချင်းပေါ့နော် နောက်ပြီးပစ္စည်း စီဝယ်ရတဲ့ဟာလုံးဝဟမ်းမိတ်စီတဘာဝဟာတွေပဲလုံးဝ ဟမ်မိတ်ဆိုတဲ့ကတဘာဝပစ္စည်းသုံးရပြီလေကောင်းတယ် ချစ်ပါတော့လေ ဒီဟမ်မိတ်တွေကလေတက်ထားရင်လေအရန်ကောင်းတာဘာလို့ဆိုတော့ပတ်စံရမ်းရတယ်ဒါတွေကနိုင်ငံသားတွေပါတင်ပို့တယ်ဗာနဲ့ဆိုပတ်စံရမ်းရတယ် တို့အမေရိကန်တို့မှာဆိုလို့ရှိရင်ဒါကိုအမေရိကန်တို့အမေရိကန်တို့မှာရှိတယ်။ဘာကြောင့်လဲ။ ဘာလို့ဆိုတော့နိုင်ငံသားတွေကသူကဟမ်မိတ်ပဲကြိုက်တယ် ဟမ်းမိတ်အမှုချေတိန်း30ရအမောင်လည်းဟမ်းမိတ်တယ်အမောင်ကောင်ကိုကြိုက်လုံးလို့ဆိုတာတိန်း30အဲ့မရှိတကယ်ပဲရှိရဲ့တကယ်ပဲရှိရဲ့ဒါပေမဲ့အမောင်ကတော့ရှင်မရောရေရိုးဘူးလို့ခြေတိုင်းပဲဝင်လာရင်ထင်ပါပဲဒါပေမဲ့အဲ့ဒါအမောင်လည်းစနေတော့တော့မှလို့ကြာပါလို့ဆိုင်ရလောက်ရတဲ့ဟာအ
အရင်လောက်ဝင်တာကတိတိလေးလောက်တော့တော့လူမိုင်းအောင်မလုပ်ပြတာမမတစ်ချက်တစ်ချက်ပဲအဲတတိယမယ်တတိယတစ်ချက်ပဲထွက်မယ် နည်းနည်းလေးဒီချင်း ဒီမဲ့တဲ့ edition စင်မထွက်လာဘူးဆယ်လည်းမရှိဘူးအဲ့လိုသေးကြီးတယ်ဒီကနောက်တော့ဒီလိုကိုဆက်ဝှေ့ချော်ဆက်တွေပါတယ်ရှော်လို့မရဘူးဒီဟာလောက်ပြသွားလို့ရှိရင်လုံးဝရှော်လို့မရဘူးလုံးဝဒီဟန်လေးရရတဲ့ ဒါညီမတို့ဒီကြားကနေတက်သွားပြီဆိုညီမတို့ကိုယ်ပိုင်ထုတ်လို့ရတယ်ဒါတွေကအရန်ရောင်းရတယ် လုံးလို့ရတယ် ဆိုင်ရမ်းရတယ်ဒါတွေက နောက်တော့ဟိုဆိုဖာပေါ်မှာမိရဲ့မီရောစုပ်ကလေးလုံးလို့ရတယ်ခေါင်းစုပ်ကလေးလုံးလို့ရတယ်ဆက်နေဥစားလေးဆုံးလို့ရတ ဒီ ယ် ဘလောက်တစ်ထည်တောင်ဒီမှာဘလောက်ရှိလဲဆိုလို့ဒီခိုင်ဘာလို့ပေါ့နော်အခုအမားတို့ရောင်းတာတစ်ခိုက်ကိုတောင်းခွင့်ထားတယ်နည်းတော့တောင်းခွင့်ထားတယ်အဲ့ဒီတစ်ထည်ကိုဆိုလို့ရှိရင်မှထားပါမေဘီတစ်ခိုက်တော့အနည်းလေးအဲ့ဒီတစ်ထည်ကို3000ခွဲရအောင်မချုပ်ခါနဲ့ အဲ့တော့ငောင်းရတာနေလေးတာ ဒါနည်းသေးတာနော်ဒါဘလောက်ရိုးရိုးတော်ကြီးဘလောက် နိုင်ငံ ဟုတ်ကဲ့လေးကပုံစံဘိန်းမောက်ပုံကြီးရတယ်ပေး20ပေးနေရပြီးတယ် ဒီလိုပါ ဟုတ်ကဲ့ မပြေလာလားလား ပြေးလာကြည့်တယ်မှာ အဲ့ဒါဒီကွာလိုက်တာအများနော် ဟုတ်တယ်သူကသေးတာဟုတ်ဒီလိုမျိုးဆက်ဓာတ်လိုက်ပေးတယ်ဒီလိုဆက်ဒီလက်စနေဆိုအဲ့ဒီမှာအဲ့ဒီအောင်ပြီးရတာဒါရောတော့ အဲ့ဒါလေးနဲ့ပြန်ရှုံးရတာ အဲ့ ပေါ့ တော့ရေးပဲဆို သူ တော့ ကရောင်းနေတာရောင်း နောက်ခါကျရင်မမကိုမဆိုင်မှာတင်ပြီးရောင်းနေပြီ အဲ့ဒီတော့ကတော့ပြန်ဟမိတ်လေးလေအမစင်မှာပြကြည့်လေရောက်ပဲမယ်မလေးဟုတ်တက်အောင် ခုနကလုံးတာမှတ်ရမယ်နော် လာလာညမလို့ ဒီမှာဒါကြည့်ပြီးသွားပြီလက်ညောင်ကြည့်ပြီးသွားပြီခုနရင်နှွေးခွေပေါင်းထားတာပေါင်းထားတဲ့ရင်နှွေးခွေပေါင်းထားတာတွေ့နော်ရင်နှွေးခွေနဲ့တိုင်ထားတယ်နော်ဒါဟုတ်ပါအဲ့ဒီလိုခွေနော်ဒါအပေရဲမို့လို့နောက်ထည့်လေးလိုက်ရင်အလဲကနေလို့ခွေပြီးသွားမယ်နော်မတစ်ထည့်ပြီးပြီကဲနောက်တစ်ထည့်ဘူးလုံးမယ် လုတ်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  နောက်ထည့် ကိုယ်တိုင်